မိဘနဲ့အဆင်မပြေတဲ့သူခဏခဏစကားများနေရသူတွေရှိပါလိမ့်မယ်။မိဘဆိုတဲ့နေရာမှာလည်းအဖေရောအမေရောပါပါတယ်။ဒီလိုတွေမိဘနဲ့အဆင်မပြေဖြစ်လာခဲ့ရင်နံပါတ်1မိဘတွေမိမိကိုငယ်စဉ်ကတည်းကကျွေးမွေးလာခဲ့တဲ့မေတ္တာကိုသတိရပေးပါ။နံပါတ်2မိဘတွေကသူတို့ခေတ်ကာလနဲ့နှိုင်းယှဉ်ပြီးဒီနေ့ခေတ်ကာလရည်စည်းကြောင်းမှာကြီးပြင်းလာတဲ့သားသမီးတွေကိုစုံမတဲ့အခါအလွဲချော်တွေရှိခဲ့ရင်တော့သူတို့ရဲ့သားသမီးပေါ်ချစ်တဲ့မေတ္တာဘယ်တော့မှပြောင်းလဲမသွားဘူးဆိုတာကိုနားလည်ပါဒီတော့လွဲနေတာရှိခဲ့ရင်ကိုယ်ဟာစိတ်ရှည်လက်ရှိနဲ့ရှင်းပြပေးပါနံပါတ်3မိဘရဲ့စိုးဆုံးမှုတွေမှာဒေါသတန်တွေပါနေရင်တော့ကိုယ်ဟာဒေါသနဲ့ပြန်ပြီးမတုံ့ပြန်မိသေးနဲ့ပြဿနာတိုင်းမှာအဖြေရှိပါတယ်အဖြေကမှန်းနေခဲ့ရင်တော့အတန်မာမာနဲ့ဖြေရဲ့အဖြေကမိဘကိုလေးစားမှုမရှိဘူးမချစ်ဘူးအစားရှိရဲ့အတိတ်ပဲမျိုးတွေတက်ရောက်သွားနိုင်တယ်လေနံပါတ်4မိဘကိုကြီးတင်ရပူသားမနေနဲ့သူတို့ဘာလိုချင်လဲဆိုတာကိုရှာဝေပေးဆက်ဖို့တတိယပါနံပါတ်5မိဘတိုင်းဟာသားသမီးအားပေးတဲ့ငွေပတ်စံရွှေဂုံစတာတွေကိုမျှော်ကိုးတဲ့သူတွေမဟုတ်ပါဘူးဒါပေမဲ့သားကောင်းသမီးကောင်းတွေဖြစ်လာဖို့ကတော့သူတို့အလိုချင်ဆုံးနဲ့အဖြစ်ချင်ဆုံးဆန္ဒပါဒါကိုနားလည်ထားဖို့လည်းလိုပါတယ်နံပါတ်6မိဘတွေကိုပတ်စံပေးလိုက်အောင်နဲ့တာဝန်ကြီးနေလို့မထင်လိုက်ပါနဲ့မိဘတွေကိုစေရောကိုပါဂရုတစိုက်နဲ့ပြုစုဆောက်ရှောက်ခြင်းရမှာစစ်မှန်တဲ့မေတ္တာကိုပေးခြင်းမြည်ပါတယ်နံပါတ်9အကြောင်းမျိုးမျိုးကြောင့်မိဘနဲ့စကားများတဲ့အခါသူတို့ကြွေးမွေးလာခဲ့တဲ့မေတ္တာတွေသူတို့ပေးရခဲ့တဲ့အကောင်းဆုံးပျော်ရွှင်မှုတွေကိုအမှတ်ရပေးပါဒါအပြင်မိဘတွေကငါတို့ထက်လောကကြီးမှာစောစောအသက်ရှင်နေပေမဲ့စောစောထွက်ခွာရမယ့်သူတွေငါတို့ကနောက်မှထွက်ခွာရမယ့်သူတွေဆိုတဲ့အတီးနဲ့စိတ်ချမ်းသာအောင်ထားပါဒီလိုမလုပ်ခဲ့မိရင်မင်းတနေ့ဝစ်လေရပါလိမ့်မယ်နံပါတ်10မင်းကသသိန်းတစ်ယောက်ကိုတွားရောက်ဆဲဆိုလိုက်မယ်ဆိုရင်အဲ့ဒီသသိန်းကမင်းကိုရန်ပြုတ်လို့လိမ့်မယ်ဒါပေမဲ့မင်းကရုတ်တရက်မိဘကိုတွားရောက်ဆဲဆိုမိရဲ့နော်ငါသားဘာဖြစ်နေလို့လဲဘာတွေအစင်မပြေဖြစ်နေလို့လဲလို့ဂရုဏာလေးတန်နဲ့ပြန်မေးကြလိမ့်မယ်မင်းသိထားဖို့လိုတာလောကမှာမိဘရေလောက်မင်းအပေါ်နားလဲပေးမဲ့သူမရှိဘူးခွန်းလွတ်ပေးမဲ့သူမရှိဘူးဒါကိုသူတို့မရှိတဲ့အချိန်ကြမှာမင်းခံစားရလိမ့်မယ်မင်းနားလဲလာလိမ့်မယ်နံပါတ်9မိဘတွေကမင်းကိုဆဲဆူဆူပူနေခြင်းကမင်းကိုလောကမှာတကိုယ်တည်းအသက်ရှင်ရပ်တည်နိုင်အောင်ရုန်းကန်နိုင်တဲ့အရေးချင်းတွေပြေဝလာအောင်ဂယုဏဒေါသနဲ့ပြောဆိုနေခြင်းသာဖြစ်တယ်မင်းကိုမုန်းလို့မဟုတ်ဘူးဆိုတာကိုနားလည်ထားရမယ်ဒီလိုမဟုတ်ဘဲမိဘတွေကငါ့ကိုနားလည်းမပေးဘူးမိဘတွေကငါ့ကိုမချစ်ဘူးလို့ဘယ်တော့မှမထင်လိုက်နဲ့အဖိုးကူပြောခဲ့တဲ့အချက်တွေကိုမင်းရဲ့မိဘတွေနဲ့အဆင်မပြေဖြစ်လာတဲ့အခါတိုင်းမင်းရဲ့မိဘတွေအပေါ်မှာတစုံတစ်ခုအမြင်မကြည်ဖြစ်လာတဲ့အခါတိုင်းပြန်ပြီးနားထောင်ပြီးတော့မိဘတွေရဲ့ကျေးဇူးတွေကိုပြန်လည်သတိရအောင်မေးလိုက်ပါ